じゃあ皆さんこんにちは2024ခုနှစ်ပိုင်း N4 မိခွန်းဟောင်းကိုဖြည့်ပေးပါမယ်နော်အဲ့တော့ဟုတ်ပါပြီစကြည့်အောင်ပါကဲမူကြီးကောကြီးအပိုင်းမှာဒါဆိုပထမဆုံးနံပါတ်1ဒီခန်းကြီးလေးဒါလေးကလေလူဖြစ်နေကြဘေးကလူရာဒီကယ်လေးနဲ့ဆိုရင်ဒါစောင့်ဆိုင်နေဆိုတဲ့ခန်းကြီးပါနော်မချီမဆိုတဲ့ခန်းကြီးပါလူရာဒီကယ်ဆိုတာဒါလေးပြောတာပါနော်ဟုတ်ပြီဒါဆိုရင်အဲ့ဒါကမချီမစမို့လို့သူကမတ်တဲပေါ့နော်အဲ့တော့ちょっと待ってくださいခဏလောက်စောင့်ပေးပါလို့ပြောတာပါဟုတ်ပြီနောက်တစ်ခုဒီကောင်ဒါလေးကစေးခန်းကြီးပါနော်အဲ့တော့စုခုနော်ခုစုရီကိုလည်းတွတ်တဲくださいအဲ့တော့စေးကခုစုရီဆိုတော့3番ဖြစ်ပါတယ်နော်အဲ့တော့ちょっと待ってくださいဆိုတော့ဒါလေးကမတ်တဲပေါ့ဒါကကြတော့ခုစုရီဆိုတဲ့စေးခန်းကြီးဖြစ်ပါတယ်နော်ဟုတ်ပြီနောက်တစ်ခါ Moscow ရှိပေါ့နော်နောက်ထပ်နည်းနည်းလောက်တဲ့ဒါပါမိုးစုခုနိုင်ပြောတာနော်ဒါလေးကဟုတ်နော်မိုးစုခုနိုင်ပြီးတော့မှ high ဟိုက e des ပေါ့ဟုတ်နော်အဲ့တော့ဒါလေးကကြတော့နော်ဒါ high ဖြစ်ပါတယ်နောက်ထပ်နည်းနည်းလိုပဲတကယ်တမ်းသွားတာနော်မိုးစုရှိဒီမှာတော့သူက e နဲ့ပေါင်းထားလို့စုခုနိုင်နဲ့ဖတ်ပြသွားတာဒါပေမဲ့ high ပေါ့နော်ဒီခန်းကြီးကတော့ဒါ high ခန်းကြီးဖြစ်တဲ့ကြောင့်မလို့3番ဖြစ်ပါမယ်ဟုတ်ပြီနောက်တစ်ခုခီရဲရီနာဒါအရှိရခန်းကြီးတွေကဒါပင်လယ်ခန်းကြီးပါနော်အဲ့တော့ဥမီခန်းကြီးဖြစ်ပါတယ်ခီရဲရီနာဥမီですねဒါလေးပါနော်ဟုတ်ပြီနောက်တစ်ခုကကျတော့တိုကျိုနီဒီခန်းကြီးကဒါဒီဂရီခန်းကြီးဖြစ်တယ်အဲ့တော့တစ်ချိန်ဆိုလို့ရှိရင်အီချီဒိုလို့ဖတ်တာဖြစ်တော့ကြောင့်နံပါတ်4ရုံးပန်ဖြစ်ရပါမယ်နော်အဲ့တော့တိုကျိုနီအီချီဒိုအီတာကိုတိုကအာရီမတ်ပေါ့နော်တိုကျိုမြို့ကိုတစ်ချိန်သွားဖူးပါတယ်တဲ့နောက်တစ်ခုအတိုတဲ့အိုရှီယက်တက်ကူဒါဆိုင်သင်ပေးတာဖြစ်ပါတယ်အဲ့တော့ဒါလေးကအိုရှီယက်တက်ကူဒါဆိုင်ပါရပြီနော်နောက်တစ်ခုကကြတော့ခဲဆောက်သွားတဲ့တန်ကီယိုဟိုးလို့ဖတ်ပါတယ်နော်ယိုဟိုးပါနော်ယောဟိုးမဟုတ်ပါဘူးဒါကြောင့်မလို့အီချီပန်ဖြစ်ရပါမယ်အဲ့တော့ခဲဆောက်သွားတန်ကီယိုဟိုးကိုမီမဆန်ဒေးစတာဒီမနက်က weather focus ကိုမကြည့်ခဲ့ပါဘူးဟုတ်နော်တန်ကီယိုဟိုးကဲနောက်တစ်ခုကကြတော့မွန်နိုင်နီပါနော်မွန်နိုင်နီကဒီဟီရာကာနာနဲ့ရေးထားတာကိုခန်းကြီးလေးနဲ့ပြန်ပြောင်းပေးတာပါနော်ဟုတ်ပြီဒါဆိုကြည့်မယ်ခုနိုဟဲရဝါတဲ့အာချီဒစ်နဲ့ဒီခန်းကပူတယ်နော်တဲ့ဟုတ်ပြီအဲ့ဆိုရင်အာချီခန်းကြီးကနိဗ္ဗာန်ဖြစ်ပါတယ်ဟုတ်နော်ဒါလေးကအာချီခန်းကြီးပါနော်ဒါလေးကဆောင်းမူကြီးတို့နော်အာကာရီတို့တို့သွားတာပေါ့နော်ကဲနောက်တစ်ခုအဲ့တော့ robot ကခိုးရတဲ့ဟုတ်နော်ဆက်ရုပ်ကတဲ့ပြက်နေပြီးတော့မှဥကောခနာခတာဟုတ်နော်ဥကောခနာခုနာတာဆိုတော့မရွေးတော့ဖြစ်ပါတယ်တဲ့ဥကောခနာခုနာတာဆိုတော့ဥကောခိမတ်ခန်းကြီးကအီချီဘန်ခန်းကြီးပါဟုတ်နော်အဲ့ဒီခန်းကြီးကဥကောခိမတ်ပါကဲနောက်တစ်ခုကကြတော့နောက်ဒီဟာလေးဒါကကြတော့ဟောဘီနံပါတ်30100 gram イカဆိုတာအောက်အဲ့တော့ဒီမှာイカခန်းကြီးရဒီနံပါတ်4ကမှဒါイカခန်းကြီးဖြစ်ပါတယ်နော်ဒါイカပါဒါကイဂျောလို့ဖတ်ပါတယ်မတူပါဘူးနော်ဥရဲ့ခန်းကြီးနဲ့ပေါင်းイဂျောပါရှီတာခန်းကြီးနဲ့ပေါင်းမှイカဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုနောက်တစ်ခုဒိုနာအိုတိုဒက်စ်ကဘလို့အတန်လဲတက်မဲ့ရဲ့အတန်ကအီချီဘန်ကအိုတိုပါရမယ်နော်နံပါတ်3ကကျတော့တက်ရှိရဲ့အတန်ပါနံပါတ်2ကအယောင်ခန်းကြီးပါနော်အရာသာခန်းကြီးနံပါတ်4ရနော်ဟုတ်ပြီဒါဆိုနောက်တစ်ခုသွားရအောင်နံပါတ်7ခုံလုံးမှာချီသွားတဲ့ဒီလမ်းမှာဆိုလို့ဒီမြို့မှာဆိုလို့ရှင်တော့ဖြစ်နေခိုးဆူဆိုတဲ့လမ်းမဆက်သွယ်ရေးကဖူဘန်ဒက်စ်အစင်မပြေပါဘူးတဲ့အဲ့တော့ခိုးဆူကနံပါတ်3စမ်းပန်ဖြစ်ရပါမယ်ခိုးဆူဖြတ်တန်းသွားတယ်ဆိုတဲ့ခန်းကြီးပါနော်တိုးရုခန်းကြီးပါနော်ဒါလေးကလမ်းခန်းကြီးပါနော်ဒါကခိုးတော့မှန်ပေမဲ့ဒါကမီချီခန်းကြီးကဒိုးပါနော်မတူဘူးကဲဒါစီဒါလေးဖတ်မယ်မွန်နိုင်စာအဲ့တော့ဟုတ်ပြီဒါလေးကဟုတ်နော်နာခုရှိတာခန်းကြီးကိုတဲ့ဟုတ်နော်နာခုရှိတာဆိုတာပျောက်ဆုံးသွားခဲ့တဲ့ခန်းကြီးဆိုတော့ကိုပေါ့နော်ကွက်လက်ခဲတို့လို့ပြောရတယ်ဟုတ်နော်နောက်ပျောက်သွားတဲ့တော့ကိုရှာခဲ့ပေမဲ့လည်းပဲပေါ့နော်ဒုက္ခနိမိုနိုင်ရင်တဲ့ဘယ်နေရာမှမရှိပါဘူးတဲ့အဲ့တော့ရှာဝေးတည်ဒီဆန်ငါရှိမှဖြစ်တော့ကြောင့်မလို့ဆန်ငါရှိတာအဲ့တော့နာခုရှိတာခန်းကြီးကိုဆန်ငါရှိတာခဲတို့လို့ပြောရပါမယ်ဟုတ်ပြီနောက်တစ်ခုသွားရအောင်နော်နောက်တစ်ခါကျချီဝါတဲ့နန်းနေနော်တဲ့ဟုတ်နော်ဝါတာရှိကပေါ့နော်ဝါတာရှိကတဲ့ဘန်ကျောကိုရှိတိုင်းတုခိဝါဟုတ်နော်အဖေကကွက်လက်တဲ့အတွေ့အကြုံမလို့ကျွန်တော်စာမချက်တဲ့အခါမှာဆိုလို့ရှိရင်လည်းအစ်စုမိုအိုခိုရီမတ်ပေါ့နော်အမြဲတမ်းစိတ်ဆိုးပါတယ်အဲ့တော့နီဂိုင်းဆိုတာအရသာခါတာမှာတုံးတာခီဘီရှိဆိုတာစီကန်ကြီးတာအဲ့တော့ဒါဆိုရင်အဖေကစီကန်ကြီးတဲ့အတွက်ကြောင့်လို့ဖြစ်ရပါမယ်နော်နောက်တစ်ခါဟာဇူကာရှိဆိုတာချက်စရာကောင်းတာကိုတုံးတာမေဇူရာရှိဆိုတာရှားပါတာဆိုတာဥမာရှားပါတဲ့အစားအစာတို့မြင်ရခဲတဲ့အမြင်ကွင်းတို့ဒါမျိုးဆိုရင်မေဇူရာရှိလို့တုံးတာပါနော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုသွားပါမယ်နောက်တစ်ခုကကြတော့ဂိုက်ခုခုနီအခုတိုခီဝနိုင်ငံခြားကိုသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဖြစ်နေဘာစုဗာလဲပတ်စပို့တော့ဟောနော်ပတ်စပို့ကိုပြောနော်ပတ်စပို့တော့ကလိုတာပေါ့ဟောနော်မရှိမဖြစ်လို့ရတယ်ဆိုတော့ history orders ဖြစ်ပါတယ် anzan ဆိုတာက safety လုံခြုံစိတ်ချမှုကိုပြောတာပါဂျူဘုံဆိုတာလုံလောက်တာပြောတာတိတ်နေဆိုတာယဉ်ကျေးတာကိုသုံးတာရမယ်နော်ကဲဒါဆိုနောက်တစ်ခုသွားမယ်16ခုနိုမန်ဂါဝါတဲ့ဒီကာတွန်းဟာဆိုလို့ရှိရင်ဝါတရှင်တော်ခုနီတဲ့မို့ကျွန်တော်နိုင်ငံမှာလဲပဲတဲ့ဝကိုင်းဟီတိုနီလူငယ်လူရွယ်တွေစီမှာကြော်ကြားမှုကရှိတာပေါ့ဟောနော်လူအတွဲလိုက်သွားတာပါနော်အဲ့တော့နင်းခီကအာရီမတ်လို့သုံးတာဖြစ်တော့ကြောင်းဒါလေးကယွန်းပန်ပါနော်နောက်တစ်ခုသွားမယ်နော်နံပါတ်19
နံပါတ်7ကကျတော့ဖူတိုကတဲ့ချီးဆိုင်တော့တဲ့စာရေးကသေးတဲ့အတွက်ကြောင့်နဲ့ရှီလီယိုနောခါမီကဒေတာအချက်လက်တွေရဲ့စာရွက်တွေကပေါ့နော်ဟမ်ဘွန်နီဆိုတာတဝက်ပဲဟုတ်နော်တဝက်ကလွယ်ပြီးထည့်လို့မရဘူးပေါ့နော်ဤတဲ့ခုဒါဆိုင်နဲ့အဲ့တော့comment ချက်တော့နော်တဝက်လုတ်ပြီးတော့မှဆိုတော့တဝက်ခောက်ပြီးတော့ထည့်ပေးပါပေါ့အဲ့တော့ခောက်တာက orimas ဖြစ်တော့ကြောင့် otte လို့ပြောရပါတယ်နော် otte ဤတဲ့ခုဒါဆိုင်တဝက်ခောက်ပြီးတော့မှထည့်ပေးပါနော်တဝက်ဖြစ်အောင်ခောက်ပြီးတော့မှထည့်ပေးပါတဲ့နောက်တစ်ခုနံပါတ်18နံပါတ်18ကကြောင့်တော့ခုနိုရဲစုထိုရန်ဝါအောင်နော်ဒီစားတောက်ဆိုင်ဟာဆိုရင်တော့ဖြစ်နေလျော်လီနော်ကွက်လက်ပေးထားတယ်နာနီကအိုးကြီးနော်တဲ့အီရိုတာရာနော်တာဘဲတာထဲမှာဆိုပေါ့အဲ့တော့ဒီစားတောက်ဆိုင်မှာဆိုလို့ရှိရင်ဟင်းလီကအမျိုးအစားတွေများတာပေါ့ဟုတ်နော်အဲ့ဒါကြောင့်မလို့အမျိုးစားနိုင်ပါတယ်လို့ပြောတာပါအဲ့တော့အမျိုးအစားကရှူရီဖြစ်ပါတယ်နံပါတ်3စမ်းပန်ဖြစ်ရပါမယ်ရမယ်နော်နောက်တစ်ခုသွားမယ်စကကိုရှိတိုင်းတော်နိနော်ဘောလုံးကန်ချင်ရဲ့သားနဲ့ကန်ချင်ပေမဲ့တဲ့ဟီတိုရီတာတယောက်ကွက်လက်တဲ့ဒေဟီမာဆန်တိရတာလူတယောက်မလောက်ဘူးပေါ့အောင်နော်လူတယောက်မပါတဲ့အတူကြောင့်မလို့ကန်လို့မရပါဘူးတဲ့ဟုတ်ပြီဒါဆိုနံပါတ်1ကခူရာဘဲလူဆိုတာနှိုင်းရှင်တာကိုပြောတာဟုတ်နော်ခူရာဘဲနခုတဲ့ဆိုတာမနှိုင်းရှင်တာကြောင့်စဂီဆိုတာကြော်လွန်တာစဂီနခုတဲ့ဆိုတာမကြော်လွန်တာကြောင့်စဂီဆိုတာကပူလွန်တာတို့အလုံးလုံးတုံးတာအဲ့လိုလွန်တာကိုပြောတဲ့အခါမှာသုံးတာပါနော်နောက်တစ်ခါဆူဇူကီမတ်ကဆက်လုပ်တာဆူဇူခါနိုင်တဲ့ဆိုတော့ဆက်မလုပ်တာကြောင့်နောက်တစ်ခါတာရီမတ်ကလုံလောက်တာတာရီနခုတဲ့ဆိုတာကြောင့်မလုံလောက်တာကြောင့်ပြောတော့တယောက်မလောက်ဘူးပေါ့နော်တယောက်မပါဘူးဆိုတာမလုံလောက်တဲ့အတွက်ကြောင့်ဒေကီမာဆန်ဘောလုံးကန်လို့မရပါဘူးဟုတ်ပြီနောက်တစ်ခုသွားမယ်နော်နောက်တစ်ခုကကြတော့တိုရှော့ခံဟောနော်အဲ့တော့တိုရှော့ခံတဲ့စာကြီးတိုင်းမှာပေါ့နော်ဗာလဲဒီကောင်ကဆာဝါအီတဲ့ဤတို့ဟောနော်စူညံနေတဲ့စာကြီးတိုင်းထဲမှာစူညံနေတဲ့ကလေးတွေကိုတဲ့ခိုဒိုမိုတာချီကိုဘာလုပ်လိုက်မလို့စူညံနေဆိုသတိတော်ပြီးမှာပေါ့ချွေရှိမှစတာပေါ့ရတယ်နော်ခိုးကြီးဆိုတာဆောက်လို့ရတော့နော်ဂျွန်ဘီဆိုတာကပြင်ဆင်တာဆိုးတန်ဆိုတာကတိုင်မင်ဆွေးနေတာဖြစ်ပါတယ်အဲ့ဒါဆိုရင်နောက်တစ်ခုနော်နောက်တစ်ခုကမွန်နိုင်ရောမှာဒါလေးကတော့ဂိုကြီးလေးတွေနဲ့လာတာပါနော်အဲ့တော့ is nusu maretandas ကဘယ်တော့မှအခိုးခံခဲ့ရတာပါလေဥခဲမိခဲပြောင်းထားတာပါနော်အဲ့တော့ nusu မှုဆိုတာခိုးယူသည် nusu mare ဆိုတော့じゃခိုးယူခံခဲ့ရတာပါဟုတ်ပြီဒါဆိုနံပါတ်1 is တဲ့ဟုတ်နော်ဝါတာစာတဲ့ဝါတာရှိမှဆိုတာကဒါလေးကရောစာလေးဥခဲမိခဲပြောင်းထားတာလीနော်ဝါတာစာတဲ့စာဝါတာရှိရနေတာဖြန့်ဝေတာဘယ်တော့မှဖြန့်ဝေခံခဲ့ရတာလဲမဟုတ်ပါဘူးနော် is ယူပါတဲ့ tandas ကယူပါတဲ့ဆိုတာအခေါ်ခံရတာနော်ဘယ်တော့မှအခေါ်ခံခဲ့ရတာလေတဲ့နောက်တစ်ခုကကျတော့ is တဲ့ osare tandas ကနော်အဲ့တော့ oshimas ပေါ့နော်ဖိတာနှိပ်တာအဲ့တော့ဘယ်တော့မှနှိပ်ချင်းခံခဲ့ရတာဖိချင်းခံခဲ့အဲ့လိုဖြစ်နေတာပေါ့နော်အဲ့တော့ဒါဆိုရင် is ထိုးတာတဲ့ဒါမှန်ပါတယ်နော် torimas ကယူတာကိုထိုးတာတဲ့ tandas ကဆိုတာဘယ်တော့မှယူချင်းခံခဲ့ရတာလေတဲ့အဲ့တော့ဒါဆိုရင်အဲ့ဒါနုစုမှုအလုပ်ခံရတာဖြစ်ပါတယ်နော်အခိုးခံရတာပါကဲနောက်တစ်ခု jose ဝါတဲ့ hitori mo imasan deshitaအမျိုးသမီးကတော့လေတယောက်တောင်မှမင်္ဂလေးဆိုလို့ရှိရင်เนาะတယောက်တောင်မရှိဘူးလို့ပြောလိုက်တာဟုတ်ပြီဒါဆိုရင်နံပါတ်1က otokono hito ဒီမှာရေးထားတာကလေ otokono hito လို့ပြောတာအဲ့တော့ jose မဟုတ်ပါဘူးเนาะမိမိကဒီခေါ်ကြီးဖြစ်တဲ့ jose ကိုသိရင်ဒါသိပြီလေเนาะ jose ဆိုတာအမျိုးသမီးပြောတာဆိုတော့မှားပါတယ်နံပါတ်2ကကျတော့ onano hito လို့ပြောတဲ့အကြောင်းလို့ဒါမှန်ပါတယ်ဟုတ်เนาะမင်္ဂလေးကို onano hito လို့ခေါ်တယ် otona ဆိုတာလူကြီးပြောတာပါမှားပါတယ်ခိုထိုးမို့ဆိုတာကလေးကိုပြောတာမို့လို့မှားပါတယ်ရမယ်เนาะနောက်တစ်ခုသွားမယ်အိုရှာဘယ်ရီဆိုတာစကားပြောတာအိုရှာဘယ်ရီကရာမဲတဲ့ခုတာဆိုင်နဲ့စကားမပြောပါနဲ့စကားပြောတာရက်လိုက်ပါလို့ပြောရတာအဲ့တော့ဟာနာရှိကိုစုရုနော်ကရာမဲတဲ့ခုတာဆိုင်စကားပြောနေတာရက်လိုက်ပါတဲ့ဟုတ်နော်နောက်နံပါတ်2ကကြတော့ရှာရှင်းကိုထိုးရုနော်ကစကားပြောတာမဟုတ်ပါဘူးဓာတ်ပုံရိုက်တာပါမှားပါတယ်နောက်တစ်ခါမိုနိုကိုတဲ့ထားဘဲရုနော်ကအစားစားနေရရက်လိုက်ပါမဟုတ်ပါဘူးတာဘာကိုဆွီမဆိုတာဆေးလေးတောက်လိုက်တာအဲ့တော့ဒါလည်းမှားပါအဖြေမှန်ကအီချီပန်ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုနောက်တစ်ခုเนาะအဲ့တော့နောက်တစ်ခါကျတော့ခုတဲ့ကဒီနေရာမှာတော့တဲ့အီရိုနာမိုနိုကိုအမျိုးမျိုးသောအရာတွေကိုတဲ့ say sense ရှိတဲ့ image say sense လို့ဆိုတာထုတ်လုပ်တာเนาะ say sense လို့ဆိုတာထုတ်လုပ်တာเนาะဟုတ်ပြီဒါဆိုနံပါတ်1ခုတဲ့ကအီရိုနာမိုနိုကိုတဲ့နောက်တစ်ခါခါရှိတဲ့ image ခါရှိ mask ကငှားပေးတာမဟုတ်ပါဘူးเนาะနောက်တစ်ခါဥတဲ့ image ရောင်းချနေဆိုတာရောင်းချတာမဟုတ်ပါဘူး security mask ကပြုတ်လုပ်တာကိုပြုတ်လုပ်နေတယ်လို့ပြောလို့မှန်ပါတယ်ဟုတ်နော်နောက်တစ်ခုဒီမှာကျတော့အောက်ကဟာစကာအီမတ်ကအသုံးပြုတာစကတဲ့အီမတ်ကသုံးနေရလို့ပြောတော့မှားပါတယ်ရမယ်နော်နောက်တစ်ခုမွန်နိုင်ကောကိုသွားရအောင်ပါမွန်နိုင်ကောကဂျင်းခိုးဆိုတာလူဦးရေကိုပြောတာနော်ဟုတ်ပြီဒါဆိုရင်နိချီရောပြီးနော်တဲ့ဟောနော်ဒိုပုဆွအန်ဝါတနင်္ဂနွေနေ့ရဲ့တရိတ်ဆန်ယုံဟာဆိုလို့ရှိရင်တဲ့လူဦးရေကအများများပါတယ်အဲ့လိုသုံးလို့မရအောင်เนาะမြို့တစ်မြို့ရဲ့လူဦးရေတို့ဘာလို့မှသုံးတာပါเนาะမဟုတ်ပါဘူးဝါတရှနောခိုင်ရှာအောင်เนาะခိုင်ရှာကျွန်တော်ရဲ့ကုမ္ပဏီကတဲ့အိုးခိခုတဲ့အောင်เนาะကြီးလွန်းတဲ့အတွက်ကြောင့်မလို့တဲ့လူဦးရေအများများပါတယ်
ဒါမျိုးတွေမဟုတ်ပါဘူးเนาะဝန်ထမ်းရေအတွက်ကတတ်တတ်ဖြစ်ပါတယ်ဒါစီနောက်တစ်ခုဒီမှာလာပြီးခုနမချီเนาะတွေ့ပြီအဲ့တော့မြို့ဆိုကြတဲ့အလူရေဆိုတာအဲ့မြို့တွေနဲ့ပတ်သက်တာเนาะအဲ့တော့ဒါမချီဆိုမှန်နေပြီခုနမချီွာတဲ့မန်ရှွန်ကတက်ဆန်ပေါ့เนาะကွန်လိုတိုက်ခန်းတွေကတက်ဆန်အာနာအတက်တွန်လိုတိုက်ခန်းတွေအများကြီးရှိတဲ့အတွက်ကြောင့်နဲ့ဂျင်းခိုးကအိုးရီတဲ့ဆက်လူရေများပါဆိုမှန်ပါတယ်ဝတ်တရှိနောခတ်စုခုကကျွန်တော်ရဲ့မိသားစုဒီမခတ်စုခုနဲ့လည်းမသုံးပါဘူးဘာနဲ့သုံးလဲဆိုရင်မချီနဲ့သုံးတာပါဟုတ်เนาะအဲ့တော့ဒီဟာရဲ့စာကြောင်းကကြာဖတ်ပြမယ်နော်။ဝတ်တရှိနော်ခါဆိုခုကဂျင်းခိုကအိုးခုတဲ့ဣဆုမိုနီဂီယာကတက်စ်ပေါ့ကျွန်တော်မိသားစုကလူရည်များတဲ့အတွက်ကြောင့်အမြဲတမ်းစီကားပါတယ်တဲ့အဲ့လိုမသုံးနော်ဂျင်းခိုဆိုတာမချီနော်ဂျင်းခိုပြောတာပါနောက်တစ်ခုနောက်တစ်ခုကကြတော့ခုံမှုခုံမီမတ်လမ်းတွေပိုင်းပြစ်ကျက်နေဆိုရင်ခုံမီမတ်လို့သုံးတယ်နော်အဲ့တော့ဒီမှာဆိုရင်လာပြီးစတာနဲ့တွေ့ပြီးမှန်းတယ်ဟုတ်နော်မီချီဆိုတာလမ်းမှန်းတယ်အဲ့တော့မီချီကခွန်တဲ့အီတာနော်တဲ့လမ်းကပြစ်ကျက်နေတဲ့အတွက်ကြောင့်ဂျီကန်ကခခရီမတ်အချင်းကြပါတယ်တဲ့နောက်တစ်ခုဒါဖတ်ပြခဲ့မယ်နော်လျော်ခုံတော့ဆောင်းမှာဆိုရင်တော့အဖြေတွေ့ပြီးနော်ခုံမှုဆိုတာဘာနဲ့ပတ်သက်တာလဲဆိုရင်လမ်းတွေပိုင်းပြစ်ကျက်တာနဲ့ပတ်သက်ရင်ခုံမှုလမ်းတွေပိုင်းခြောင်နေဆိုရင်စုခီမစုခုဟုတ်နော်အဲ့လိုသွားအဲ့တော့အဲ့ဒါလေးတော့တကယ်တော့ဂေါ်ကြီးမှာပါပါတယ်နော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုလျော်ခုံးတော့နီမိုချူကအိုးခုတဲ့ခရီးသွားမဲ့အထုပ်ပိုးတွေရတဲ့များတဲ့အတွက်ကြောင့်နဲ့ခပန်းကားတဲ့နော်အိတ်ကားတဲ့ခွန်းတဲ့ဤမှာဆက်အိတ်ကြီးကပြည့်ကျက်နေပါမဟုတ်ပါဘူးအဲ့လိုမသုံးနော်လမ်းပြည့်ကျက်တာမှသုံးတာပါအီရိုနာအီခန်ကိုတဲ့ခီးသားနော်တဲ့အမျိုးမျိုးသော idea တွေကြားခဲ့တဲ့အတွက်ကြောင့်နဲ့ခေါင်းကြီးရပြည့်ကျက်နေပါတယ်တဲ့မဟုတ်ပါဘူးနော်နောက်တစ်ခုအိုခါရှိကိုတာဘဲစုကီတဲ့မုံချိုတွေစားတာလွန်သွားတာရဲ့အဲကြောင့်မလို့ဘိုက်ကပြည့်ကျက်နေပါတယ်မဟုတ်ပါဘူးဘိုက်တွေပြည့်တယ်ဆိုရင်အီပိုင်းနဲ့သုံးရတာပါဟုတ်ပြီနောက်တစ်ခုနီဂဲရုရဲ့ထက်ခိုင်ကအဓိပ္ပာယ်တွေကလေထွက်ပြေးလွတ်မြောက်သွားတာပြောနော်ထွက်ပြေးသွားတာပြောနီဂဲရုနော်ဂဲဟုတ်ပြီဒါဆိုရင်နံပါတ်1ခါစဲကလည်းဖီးတဲ့ဟုတ်နော်ခါစဲကဖီးတဲ့ဆိုတော့လေတိုက်ပြီးတော့မှာတဲ့ဟုတ်နော်လေတိုက်နေတဲ့အတွက်ကြောင့်လည်းအုတ်ထုတ်ကထွက်ပြေးသွားခဲ့ပါအုတ်ထုတ်ကထွက်ပြေးလို့မရပါဘူးနော်မှားပါတယ်နောက်တစ်ခုခေဆတ်ဆတ်ကရဲကပေါ့နော်ခီမတ်စတန်ကရဲလာခဲ့တာဟုတ်နော်ရဲလာခဲ့ပြီမဲ့လည်းပဲတဲ့ဒိုဘိုးကတခိုးကတော့ဖြင့်နီဂဲတဲ့ရှိမာကြီးမတ်စတာထွက်ပြေးသွားခဲ့ပါတယ်မှန်ပါတယ်ဟုတ်နော်နောက်တစ်ခုခော့ပုတ်ကတာအိုတဲ့ခွက်ကလဲပြုတ်နေပြီးတော့မှာတဲ့နောက်ကနောက်ခိကဟုတ်နော်အတွင်းထဲမှာရှိတဲ့ဟိုဒီပါလဲတစ်ပင်ကားပေါ့နော်ထွက်ပြေးလွတ်မြောက်နေပါတယ်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်တဲ့သုံးလို့မရပါဘူးနော်ဘတ်စတေဟုတ်နော်ဘတ်စတေနီဆွီတာတိုခိဘတ်စကားမှတ်တိုင်ကိုရောက်တဲ့အချိန်မှာတဲ့ဟုတ်နော်ဘတ်ဟောနော်ဘတ်စုပါတဲ့နီဂက်တဲ့ရှိမာကြီးမှစတာတဲ့ဘတ်စကားထွက်သွားခဲ့ပါတယ်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ဆိုတော့မှားပါတယ်နောက်တစ်ခုဖူပန်ဆိုတာအဆင်မပြေတာမှသုံးတာနော်အဲ့တော့ခိုနိုစပို့ဆိုကဒီအားကစားဆိုလို့ရှင်တော့ဖြစ်နေရူကဖူပန်တဲ့စီကန်တွေကတင်းကျပ်တယ်ပဲဖြစ်ရမှာစီကန်အဆင်မပြေဘူးလို့ပြောတော့မှားပါတယ်နောက်တစ်ခုရှုခုတိုင်းကတက်ဆန်အာရီမတ်စတာခါရာအင်ဇာရီအများကြီးရှိတာကြောင့်လည်းအဆင်မပြေပါဘူးတဲ့ရုပ်တရက်ကြည့်ရင်လည်းအဆင်မပြေဘူးလို့ထင်ရတော့အဲ့တော့ तू ကဒါပေမဲ့ဖူပန်ကမြို့မှာပေါ့နော်ဆိုပါဆိုတွားရေးလာရေးကကိုနေတဲ့နေရာဝေးတော့တွားရေးလာရေးအဆင်မပြေဘူးအဲ့လိုပုံစံမျိုးမှာတုံးတာပါနော်ကဲဒါဆိုနောက်တစ်ခုဆန်းဆန်းတော့ဟာနာရှိပေါ့နော်ဆမ်မွန်တော့ခိုတိုဘာကဆန်းဆန်းပြောတဲ့စကားတွေမှာလေတဲ့မေဂျာဖြစ်တဲ့ပေါ့နော်ကိုမေဂျာဘာသာရက်ကစကားလုံးတွေကတဲ့များတဲ့အတွက်ကြောင့်နဲ့အဆင်မပြေဘူးတဲ့နားလေရခတ်ပါတယ်အဲ့လိုလည်းမသုံးပါဘူးနော်နောက်တစ်ခုကကြတော့ဂင်းခိုဝါဟုတ်နော်ဂင်းခိုဝါတဲ့ဤရဲ့ခါရတိုးဤနော်တဲ့မှန်တယ်ဟုတ်နော်ကိုမျိုးနဲ့ပတ်သက်ပြီးတော့မှဒီမှာဆိုရင်ဒါအိမ်ပေါ့နော်အိမ်ကနေပြီးတော့ဝေးတဲ့အတွက်ကြောင့်မို့လို့ဤခုနော်ဝါဟုတ်နော်ဤခုနော်ဝါဆိုတာတွားဖို့ကတော့ဖြင့်ဖူဘန်ဒက်အဆင်မပြေပါဘူးတဲ့ဒါဆိုရင်မှန်ပါတယ်နော်အဲ့တော့နံပါတ်28အတွက်ကတော့ဖြင့်နံပါတ်4ဖြစ်ရပါမယ်ဟုတ်ပြီအဲ့တော့ဒီအထိကတော့ဒါဟာဗာလဲမိုကြီးကော်ကြီးအပိုင်းဖြစ်ပါတယ်ရမယ်နော်